နေ့နဲ့ထဲမှာဆိုလို့ရှိရင်ကွာလှုပ်ဝက်ချက်အများဆုံးနဲ့နေတဲ့လူတွေကိုပြောပါဆိုလို့ရှိရင်တော့ဂျာတာပရိနိနန်တွေကိုပဲပြောရမယ်ဂျာတာပရိနိနန်တွေတော်တော်များများလှုပ်ဝက်ချက်အရန်များတယ်လှုပ်ဝက်ဖုံးကွယ်တတ်တဲ့လူတွေပဲဖြစ်ပါတယ်တောင်းသူတို့ရဲ့အကြောင်းတွေကိုလူတွေကိုသိပြီးပေးမသိချင်တဲ့ထဲမှာပါတယ်ပေါ့နော်ဒါပေမဲ့ဂျာတာပရိတွေတော်တော်များများသူတို့ရဲ့အကြောင်းတွေကိုပေးသိတဲ့လူတွေရှိတယ်သူတို့တော်တော်ယုံကြည်တယ်လို့ပြောလို့ရတယ်သူတို့တော်ကြီးကိုယုံကြည်တယ်ဆိုမှသူတို့ရဲ့ privacy သူတို့ရဲ့အတွင်းရေးကိစ္စတွေကိုတိုင်ပင်တာပဲဖြစ်ပါတယ်အဲ့တော့ဂျာတာပရိအဓိကတော့ဂျာတာပရိသမီးတွေကိုရေးစားဖြစ်နေရွေးချယ်တဲ့သူတွေဆိုလို့ရှိရင်လေဂျာတာပရိသမီးတွေကသူတို့ကတောင်းလူတွေကိုမယုံတော့ဘူးသူတို့ယုံကြည်ပြီးဟေ့ဆိုလို့ရှိရင်လည်းသူတို့ရဲ့အကြောင်းအရာတွေကိုအိတ်တုံဖာမောက်ပေါ့နော်အရန်ပြောပြတဲ့အထဲမှာပါတယ်အရန်တိုင်ပင်တတ်တဲ့အထဲမှာပါတယ်အဲ့တော့ဂျာတာပရိနဲ့အနေနဲ့တွဲမယ်ဆိုလို့ရှိရင်ပေါင်းမယ်ဆိုလို့ရှိရင်တီထားမှာဂျာတာပရိသည်လှုပ်ဝက်ချက်အရန်များတဲ့လူမျိုးတွေပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီလောက်ပါပဲသိချင်တဲ့အကြောင်းအရှင် comment နဲ့မေးပါလို့ရတယ်လို့ Viber ကနေလည်းပြတင်လာမေးလို့ရပါတယ်